ဒါဘာလို့ပြန်ကြက်သားကိုအယောင်ဆိုးတယ်ပြီးတော့အယောင်ဆိုးစေးနဲ့စိန်နေပေါ့လိုချင်တဲ့ကာလာကိုသူထဲလိုက်တော့ပေါ့ကျွန်တော်ရတာတော့ပြောင်းသွားမှမထင်ဘူးကြက်စိမ့်ပေါ့ကြက်စိမ့်တာရန်ထိုးတယ်လေးထိုးကင်းပါလားရင်မုံခွဲတာတော့တွားကြထိုးတယ်နဲ့ကပြားဆန်တယ်နော်ဒါစပလင်းနဲ့ချောင်းကောက်ထဲပလိုက်ပြီဒီလိုပုံစံလောက်ရင်တော့ဒါကင်မဲ့သဘောမှရှိတယ်ပေါ့ဆိုတော့အနက်မွေးအောင်စပလင်းထဲတယ်ပြီးရင်ကြက်စိမ်းကိုပေါင်းမှာရေခဲတော့ရေထဲပေါ့ကောင်းရင်းစံဘယ်လိုလုပ်ဒီအဲ့ဒီထဲမှာချက်တော့ကောင်းရင်းစံအဲ့လိုချက်မှာရေများထဲနေရလားလို့ဟုတ်ပါအဲ့လိုတေချာကဘယ်လိုကြီးတော့တခါတည်းထဲလိုက်ပါလားလို့ဟုတ်တယ်ကလဝီးရပါစပလင်ထဲတယ်ပြီးတော့ခရင်ထဲတယ်ပြီးရင်ပါရတာမဟုတ်လားသူကပေါင်းမှာတော့ကာလာထဲဒါပြောမှဆိုမီနူးကဒီမီနူးကစိမ်းပေါ့နော်စိမ်းကာလာစိမ်းကိုတုံးတာဆိုတာပေါင်းလိုက်ကြက်လိုက်ရပြီဆိုတော့ကတော့နဲ့အုပ်ထားတာထွက်ပြေးမှကြောက်လို့ရတယ်မှာချက်လာတော့စီတောက်မှာစီတက်ပြီးချက်မှာကြက်စိမ်းဟင်းချက်ပါတယ်ခင်ဗျာဒါကလေးဝရွက်လားဒါရှောက်ရွက်ဒါဇပလင်သူကဒီတိုင်းရိုးရိုးလို့လူနာလေအောင်မလုပ်ဘူးဟုတ်ပြီရတာမဟုတ်ထဲတယ်ချုံမစာရှိဒါစက်တော့မိတ်ဒါကတော့ပင်စိမ်းရွက်ဖြစ်လိမ့်မယ်ချက်လိုက်တော့လေစိမ့်နေတော့မစိုးနော်စားရင်စရာသူဗမာလူတိတ်မကွာဘူးကတော့လေးနဲ့ထည့်တာဒါပုံစံကွက်ပေါ့နော်ပုံစံကိုယူတာအစိုးရဒီတိုင်းပဲထည့်လိုက်ပါလားလို့မပြီးသေးဘူးကွာအဲ့တော့ပြန်ပေါင်းမှာဖတ်နေကင်မှာပြန်ကင်ပြီးရတဲ့အနံ့နော်မွေးလေးပေါ့နော်အဲ့ဒါကိုသူတို့ကတော်တော်လက်ဝင်နော်ကြက်ပင်စိမ်းဆန်သမင်းတော့ကွက်ပေါ့နော်ကာလာတော့မတူဘူးသူကကာလာသမင်းတော့ကွက်ကိုဒေကိုလေးထည့်လိုက်တယ်သမင်းကြော်ပါနဲ့ပြီးတော့တေးရတယ်သမင်းကြော်ကျုပ်လေးတော့ဖောက်ထည့်လိုက်မယ်ပြီးမီးဖွင့်ကြော်မယ်ဒါပဲလေဟုတ်တယ်ဟုတ်တယ်နေလိုက်မယ်ဘာလို့ပုံစံကောက်တယ်ထည့်တယ်ပြီးတော့ပေါင်းမှာကွာဘာရောပလတ်စတစ်တဲ့ရှည်တဲ့ထည့်တယ်ဘာမှလည်းမတွေ့ဘာလို့စိတ်ဘာလို့ကြိတ်နေလဲတော့ပုံစံကွဲအေးပါစိတ်ကောင်းရှိတဲ့လူပဲမြင်ရတယ်တော့ပုံစံကွဲတဲ့ထည့်ပြီးဒါကြောက်ကြောက်ကိုလူကြော်တာမိုက်တယ်နော်သူပြီးမှအနှစ်လေးကိုထုတ်လိုက်လို့ရှိရင်သူကဟပ်ပွိုင်းလုံးဝအနီးကအစိုးရတိုင်းဖောက်ထည့်လိုက်ပါလားကျုံမွေကြော်တော့မှသူကပြားဆဆန်ကြော်သေးတယ်
ဘေးငယ်ဦးတီးလေးနဲ့ဒီထဲလေရဟာဖုံးနဲ့ဖုံးကတရဝါနဲ့လက်နဲ့မမြောက်ဖြစ်ကျုပ်လုံးနှလုံးဖောက်ထဲတယ်ပြီးမမဟောမမပြုတ်စားရမယ်ကွာဟောရခန်းချင်းစီထဲတယ်ဟုတ်ပြီဒါဆော့ဟုတ်ပြီကိုစားခြင်းနဲ့ဆော့ထဲပါနော်ဟောဆိုတော့ပေါင်းထားတဲ့ထမင်းလေးရပြီဆိုဘယ်လိုပုံစံခွက်လဲဟာစောတွေကကြော်လိုက်ပါလားလို့လာလူကြီးတို့ထမင်းကြော်လေထမင်းကိုပေါင်းပြီးမှကြော်ပေါ်သားထဲတယ်တူပါပဲကွာပြီးတော့ဘယ်လိုခေါ်လဲကွာမုံလာရွက်လာထမင်းကြော်ရယ်ကြက်ဥဟင်းရယ်ကြက်ဥမမရယ်ကြောက်ကြော်ရယ်မြောက်လုံးမူးသွားတာမီနူ3မျိုးလောက်ရဒါတော့ဟိုဟာဒီတုပ်လေးမှာကပ်ပြီးကြော်တယ်ဒီပေါင်ပေါက်လို့ပုံတော့အဲ့လိုဖြစ်ပေါင်ပေါက်လို့လူကြီးတို့စီရောတရဒီကြော်တဲ့ဒီကိုဒဲကြော်တာအဲ့မတော်လို့ဘာလို့တဲ့ဒီကိုရေးစစ်တယ်ရေးစစ်တော့စီစစ်တာပြီးရင်တချမ်းခွဲတယ်ခွဲလိုက်ခွဲပြီးတော့ဘာလို့ကျင်းနဲ့ရှစ်တော့အပြင်ကူလို့ရတော့အနေကူလို့ရတော့ကျင်းနဲ့ရှစ်တယ်ပြီးဆုံးရလေကြပြားဆန်တယ်ဟာအဲ့ဒီဆုံးနေတာခန့်တယ်ဒီတနေ့ကုန်ပြီးပါမို့အဲ့ဆုံးမယ်ကျေတီကိုရေခဲကြောင်းရေခဲကြောင်းလည်းရောတယ်ပေါ့ရေခဲကြောင်းလည်းရောပြရတာရှိအောင်ရေခဲကြောင်းလည်းရောဖြစ်တယ်ပြီးတော့ဓမ္မလိုပေါ်ရင်ထောင်းလာတော့ကြိတ်ပြီးဟိုဒီမှာပြန်ပြီးကြိတ်သေးတာပေါ့စကားလေးပေါ့ကြိတ်ပြီးတော့ပုံစံပတ်တဲ့ထင်ဒါရေခဲတစ်တာလေးထည့်ဒါရေခဲလုံးလေးပြအောင်လုံးပါပြီးပိုတဲ့နှစ်ကိုစစ်ပြီးရင်တော့သူကခုပြန်လုံးတယ်နော်ကာလာထည့်တယ်ပြီးရင်ဖုံးပိတ်လိုက်တယ်ခလောက်ပြီးရင်ဂျုံမို့လားစမော့ဂျုံပဲဖြစ်ဖို့မရဘူးစောက်တူရဲခက်တာဟာကြပြားစံရကတော့စောက်ခလောက်တည်းရတဲ့အနေနဲ့အဲ့ဒီပုံလေးပြန်နေပြီဖုတ်မှာတော့ပြန်ပေါင်းတာအဲ့ဒါပြောလိုက်စောက်လွှဲကြီးပဲအဲ့ဒါကိုပေါင်းနေရတဲ့ဟာကိုဒီတဲမှာဒီဂျုံမုံလေးပါပြန်နေပြောတက်တီးမဟုတ်ဘူးနော်ဒါတက်တီးမဟုတ်လူချင်းတဲ့ပိုင်းလေးတွေကိုလူချင်းတဲ့လောက်လူချင်းတလောက်ပဲသူကအစိုးရရေခဲတက်တာတွေကပုံစံထည့်ထားတဲ့ရေခဲတုံးလေးပါထည့်နေပြီအရသာပူချီအားလုံးရှုံးကြည့်ပါဆိုတော့ဒါတက်တီးမဟုတ်ပါပဲဒီထက်မဟုတ်ဘူးအဲ့မျက်စိလေးပါတယ်ဒါအရှိလုံးဟုတ်တယ်အရှိလုံးကြီးတွေ
အရှိလုံးတစ်လုံးတော့ငါးလုံးကြော်တယ်ကြော်ပြီးတော့ဘာလုပ်မှာစီဆယ်တယ်ဆယ်ပြီးရင်ထဲမယ်ဟုတ်တယ်ကွာအရှိလုံးဆယ်ပြီးမီးရှိုးပါတယ်ခင်ဗျာကဲနာမမီးရှိုးတယ်ဟောပြီးငါခူကြော်တယ်ဟုတ်ပြီငယ်တီကိုစီမဘောလော်အောင်နော်ဟုတ်ပြီငယ်တီကိုလော်မယ်ပြီးရင်ပင်စိမ်းရဲ့ချက်သွန်ဖြူရဲ့ချက်သွန်နေရဲ့ဒါရတာမဟုတ်ဒါပြောရစငပိတောင်းလို့ပုံစံမနော်ဒါပါလေပုံစံဖတ်တဲ့ထိဒါရေခဲတက်တာထဲအောင်မှလည်းတူဟာဒီတိုင်းလောက်ထဲရပါအေးပါလို့ရှင်သူလို့လေဒါထောင်းပါဗမာလိုခေါ်ရင်ထောင်းပါဒါသူလောက်တာကြိတ်တာပါဒါပါထညက်ခဲတော့မသိထညက်ခဲမဟုတ်ရင်တော့ဒါဟိုကြံခဲပေါ့နော်ဟိုဒီခဲနဲ့ထောင်းပါရတာနဲ့ထည့်မယ်ဟိုကြိတ်ပါဟုတ်ပြီကြိတ်ပြီးရင်မပီတောင်းလို့ပါပဲတို့ဗမာလိုခေါ်ရင်တော့ရတာနဲ့ကွဲသွားမှာစီပူတဲ့ကိုကျက်တုံပြစီတတ်မယ်ဒါငပီတောင်းတစ်ခွက်တော့ရပါပြီနော်ပြီးရင်ရေထဲမယ်ဒါဟင်းညိုဖြစ်ဖို့များတယ်ငါဟင်းညိုနဲ့တူတယ်နော်ငါ့ကိုလီရာကပြားဆန်တယ်ပြုတ်လိုက်ဟုတ်တယ်တေချာပါပြီဟင်းညိုပဲအခုအဖြူတော့ကောင်းအောင်ပါသေးတယ်ထဲလိုက်ဟုတ်ပြီအရသာမဟုတ်ပြီးတော့ဟင်းညိုရဲ့ဒါပါပဲဟုတ်ပြီငါခုပဲပြန်ပြီးတိုင်မြန်ရင်နဲ့ဘာလို့စီးမှာဘလူးကြီးတော့အလုံးလိုက်ကြီးတယ်မကြီးပြီးဝိုင်းငါကြော်ရင်ငါပြီးတော့ရင်ဟင်းညူ